လွန်ခဲ့သော65နှစ်ကနျူကလ িয়ার စစ်သွေးကြောင့်ကမ္ဘာကြီးပြတ်သုံးလူနီးပါးဖြစ်ခဲ့ရသည်လျှက်စစ်နှင့်ဆက်သွယ်ရေးကွန်ရက်များပျက်စီးခဲ့ရသည်အမေဇုန်တောထဲတွင်အလုံးလုံးနေသောသိပ္ပံပညာရှင်တဦးသည်စွမ်းမြင်အမြောက်များတိုးလောင်နေသော Genesis သစ်ပင်ကိုတွေ့ရှိခဲ့ပြီးကမ္ဘာကြီးကိုပြန်လဲတည်ဆောက်နိုင်ခဲ့သည်ထိုအချိန်မှစ၍ Genesis သစ်ပင်များကိုအစိုးရကထိန်းချုပ်ထားခဲ့သည်စစ်ပွဲအပြီးတွင်ကလေး90ရာခိုင်နှုန်းသည်မျိုးရိုးဗီဇချိုးယွင်းမှုများနှင့်မွေးဖွားလာကြသည်၎င်းကိုဖြည့်ရှင်းရန်သိပ္ပံပညာရှင်များသည် Genesis ပန်းပွင့်ကိုလူသားမျိုးရိုးဗီဇတဲ့သို့ထည့်သွင်းကြရာလူတိုင်းသည်မွေးရပါစွမ်းအားမြင့်တင်မှုများဥပမာအမြင်အာယုံအကြားအာယုံကောင်းမွန်ခြင်းပါရှိလာပြီး genetic စုခေါ်သောလူဒန်းစာအဖြစ်ဇင်ကြကြနေထိုင်ရသည်သို့သောကျန်10ရာခိုင်နှုန်းသောလူသားများမှာမူကိုခံအားချို့ယွင်းမှုကြောင့်ထိုပြုပြင်ပြောင်းလဲမှုကိုလက်မခံနိုင်ကြဘဲ specials ထူးခြားသူများဟုခေါ်ကာဘလူးတရဲများသဖွယ်သတ်မှတ်ခံရပြီး Genesis Institute တွင်တန်ရှင်းရေးကဲ့သို့သောအောက်ခြေသင်းအလုံးများသာလုပ်ကန်ရသည်ခလိုယီဒီကျောင်းလီလာရေးခီထွက်လာသောကျောင်းသူအဖြစ်ဟန်ဆောင်ပြီးသူမ၏မိတ်ဆွေဖြစ်သူဘီတက်ကလာထိုင်စီးထားသည့်လီယွန်ကတန်ရှင်းရေးသမားအဖြစ်ဟန်ဆောင်ကဝင်ရောက်လာကြသည်လူလက်ချင်တွေလီယွန်ဒီလုံခြုံရေးတကားကိုဖွင့်ပြီးတီးတပ်ဧရိယာတဲသို့ဝင်ရောက်သည်လုံခြုံရေးအစော့များကိုကျွဲရောက်လေးလက်ပေးကအာယုံလွှဲပြီးမိစင်းငွေအဖြစ်တိတ်လိုက်သည်ထို့နောက်လေဒူးပိုက်လိုင်းမှသဖြင့်ဓာခွဲခန်းရှိတိတ်ပံပညာရှင်များကိုပါမိစီပေးလိုက်သည်ဓာခွဲခန်းကုတ်နံပါတ်လူအပ်နေသဖြင့်ခလူကြီးကအဆောင်တယောက်ထမ်းမှစာအုပ်ကိုခါးပိုက်နိုင်ကနံပါတ်ရယူပေးသည်လီယွန်ဒီဓာခွဲခန်းထဲဝင်ကသူ့အမေပေးခဲ့သောနိုင်ဟောင်းလေးကိုကြည့်ပြီးအာသင်က Genesis ဆက်ကိုဖွင့်လိုက်သည်ပန်းပွင့်ကိုဖျက်ယူလိုက်ခြင်းနှင့်အချက်ပေးတန်မီလာပြီးအပေမှအဆွဲများထွက်လာတော့လေပန်းပွင့်ကိုရအောင်ယူပြီးပြန်ထွက်လာနိုင်ခဲ့သည်ခလိုယီ၏ဝဝွန်ရုပ်ထဲတွင်ပန်းပွင့်ကိုဝှက်ပြီးအစစ်ဆေးခံကလွတ်မြောက်သွားကြသည်လမ်းမပေါ်ရှိဖန်သားပြင်ကြီးတွေအထက်လွတ်တော်အမတ်ဖရန့်ကမွေးပြီးမှစွမ်းနာမြင့်တင်နိုင်မဲ့နီလန်းကိုရှာဖွေတွေ့ရှိထားကြောင်းပြောကြားနေသည်ထို့နောက်နာမည်ကြီးဆိုတော့မီရာက special ရက်ကွက်တွင်လက်မှတ်အခမဲ့ဖြင့်ဖျော်ဖြေပွဲလုပ်မည်ဟုကြေညာသည်လီယွန်ကတော့နိုင်ငံရေးသမားများနှင့်အမှုပညာရှင်များသည် specials တွေကိုဂရုစိုက်ခြင်းအောင်စောင့်နေခြင်းသာဖြစ်ကြောင်းခလိုယီကိုရှင်းကြသည်လက်မဘော်တွင် specials များမှစိုင်များမှမောင်းထုတ်ခံရခြင်းခွဲခြားဆက်ဆံခံရခြင်းများရှိနေပြီးပရင်းပေါက်များတွင် genetics တွေတေပါစေဟုသောစာများရေးသားခံထားသည်မီရာ၏မန်နေဂျာကအန်ဒီယေများသဖြင့်ဖျော်ဖြေပွဲမလုပ်ရန်တားတော်လေမီရာကလက်မခံပေလီယွန်နှင့်ခလိုယီတို့သည်သူတို့၏အလုပ်ယုံအိမ်သို့ပြန်ရောက်လာကြသည်လီယွန်သည်ခိုးလာသောပန်းပွင့်မှစွမ်းအင်ကိုထုတ်ယူပြီးမတန်ဆွမ်း specials များအတွက်ခြေထုလက်တို့များတက်ဆင်ပေးသည်ထိုစဉ် genetic ရက်ကွက်မှလူတဦးကပြင်ဆင်စရာရှိ၍လာခဲ့ရန်နှင့်အခါချင်းတွင်ထုံးစပေးမည်ဟုခေါ်သည်ဖြင့်ခလိုယီတားသည်ကြားမှလီယွန်ကလက်ခံလိုက်သည်သူတို့သည်ညဘက်ကင်းလေသည့်လမ်းကြောင်းများကိုရှောင်ကွင်းက genetic ရက်ကွက်ရှိစားတောက်ဆိုင်တစ်ခုသို့ရောက်သွားကြသည်ထိုဆိုင်မှစားဖို့မူသည် specials တဦးသူသည်ဆက်ရောက်ဝစ်ဆုံ mechanical စုကိုဝစ်စင်ထားသူသူသည်လီယွန်ကထိုဝစ်ဆုံကိုပြင်ဆင်ပေးနေစဉ် anti-genetics ဟုခေါ်သောဂွိုင်းသားများဝင်ရောက်လာပြီးစိုက်ကိုဖျက်ဆီးကာလူများကိုတပ်ဖြတ်ကြသည်စားဖို့မူလည်းအသက်ခံလိုက်ရသည်ထောပေါက်ပိတ်နေသဖြင့်လီယွန်သည်စားဖို့မူ၏ဆက်ရောက်ဝစ်ဆုံကိုဝစ်စင်လိုက်သည်ဂုံသားများဝင်လာသောအခါဝစ်ဆုံ၏ဆွမ်းနာကိုအသုံးပြု၍ဟင်းချက်အိုးများရေနွေးပူများဖြင့်ဖြန့်လဲတိုက်ခိုက်သည်တိုက်ခိုက်နေစဉ်ဂုံခေါင်းဆောင်၏မျက်နှာဖုံးကျွတ်သွားပြီးမျက်နာကိုမြင်လိုက်ရသည်လီယွန်သည်ဂျုံမှုများကိုပြစ်ပေါက်ကမျက်စိကာစေသည်ခလိုယူနှင့်အတူထွက်ပြေးလွတ်မြောက်လာခဲ့သည်အိမ်ပြန်လမ်းတွင်ရဲကားများကိုရှောင်ကွင်းပြီးခက်ခဲပြင်ရောက်လာကြသည်နောက်တနေ့တည်းတွင်လီယွန်နှင့်ခလိုယီတို့ကိုဂိုင်းသားများအဖြစ်အလိုရှိကြောင်းကြေညာသည်အထူးရဲတပ်ဖွဲ့ခေါင်းဆောင်Captain Hughes ကကြေညာချက်ထုတ်ပြန်ရာထိုသူသည်မနေ့ညကဂိုင်းကောင်းဆောင်သူကြောင့်သူတို့မှတ်မိလိုက်ကြသည်ခလိုယီကောက်ရခဲ့သောစာရွက်အရာ anti-genetics ဂိုင်းသည်မီရာ၏ဖြိုးပြပွဲတွင်တိုက်ခိုက်မှုပြုလုပ်ပြီး
specials များကိုအပြည့်ပုံချရန်ကြံစည်နေကြောင်းသိလိုက်ရသည်လီယန်ကမြို့မှာထပ်ပြီးရန်ပြင်တော်လဲခလိုအီကလူများကိုကဲတင်ရန်ပြောဆိုသဖြင့်နောက်ဆုံးတွင်သဘောတူလိုက်သည်လီယန်သည်သူ့ဖခင်၏ယုံကန်းကိုဖောက်ထွင်းဝင်ရောက်စဉ်ကသူသည် special တယောက်ထေကြောင်းတီးခဲ့ရသည့်အတင်ကိုပြန်သတိရသွားသည်သူတို့သည်ဝတ်စုံကိုအဆင့်မြင့်တင်ပြီးလက်နက်များတပ်ဆင်ကြသည်မီရာ၏ဖြောပြပွဲအပြီးတွင်ဂိုင်းသားများရောက်လာပြီးမီရာကိုဖမ်းဆီးရန်ကြိုးစားကြသည် Hughes ကမီရာကိုချင်းချောင်းနေစဉ်လီယုံရောက်လာပြီးတိုက်ခိုက်သည်ခလိုအီကတာထုပစ္စည်းများဖြင့်ကူညီတော်လဲအစင်မပြေဘဲအပင်များသာပေါက်လာသည်သို့သောလီယုံကထိုအပင်များကိုပင်အသုံးပြုပြီးတိုက်ခိုက်သည်နောက်ဆုံးတွင်ခလိုအီကကားဖြင့်ဝင်တိုက်ပြီးမီရာကိုကယ်တင်ကသုံးဦးသားထပြေးလွတ်မြောက်သွားကြသည်မီရာသည်လီယုံတို့အိမ်တွင်ခိုလုံရင်းဒဏ်ရာရထားသောလီယုံကိုပြုစုပေးသည်နောက်တစ်နေ့တွင်ဆန်နီတာဖရိုင်နှင့်အတူမိသားစုစီမံကိန်းစင်တာတွင်ပွဲရှိကြောင်းမီရာကပြောပြရာဒါသည်ဂိုင်းသားများ၏နောက်ထပ်ပြစ်မှတ်ထင်နိုင်ကြောင်းလီယုံကသတိပေးသည်နောက်တစ်နေ့တွင်မီရာနှင့်လီယုံတို့သည်စင်တာသို့ဇနီးမောင်နှံအဖြစ်ဟန်ဆောင်သွားရောက်ကြသည်ဂိုင်းသားများရောက်လာပြီးတိုက်ခိုက်ကြရာလီယုံကတကိုယ်တော်ခုခံတော်လဲအင်အားမမျှသဖြင့်အရိုက်ခံရသည်ထိုစဉ်ဖရန့်၏လုံခြုံရေးအဖွဲ့ရောက်ရှိလာသည်ဖရန့်သည်လီယိုမှာသူ့သားဖြစ်ကြောင်းထုတ်ပြောလိုက်သဖြင့်ခလိုအီမှာအန်အောပြီးထပ်ပြေးသွားသည်ဖရန့်ကသတင်းထောက်များကိုသူ့သားသည် specials နှင့် genetics ကြားကွာဟချက်ကိုဖျက်တာနေကြောင်းပြောကြပြီးမဲဆွယ်စီယုံသည် Frank E. စီမံကိန်းအတည်ပြုချက်ရသွားသည့် specials များကိုစေကူတာပေးမိဟုဆိုကစခန်းတစ်ခုသို့ခိုးဆောင်သွားသည် Frank သည် Leon ကိုသူ့အမေရေးခဲ့သောပေးစာကိုပေးလိုက်သည်စာထဲတွင်အမေဖြစ်သူကမိသားစုကိုစွန့်ခွာခဲ့ရသည့်အတွက်တောင်းပန်ထားပြီးအဖေဖြစ်သူကိုခွင့်လွှတ်ရန်မှာကြားထားသည်မီရာနှင့် Leon ကသည်ခလိုအီကိုပြန်လဲရှာတွေ့ပြီးပြန်ပေါင်းစည်းကြသည် Frank E အကြံအစီကိုဖော်ထုတ်ရန်ခလိုအီကတခွဲကန်းလေဝင်ပေါက်မှတဆင့်ဝင်ရောက်ပြီးဗီဒီယိုခိုးရိုက်သည် Frank နဲ့ Hughes တို့စကားပြောနေကြရတွင်သူတို့၏အကြံအစီမှာ specials များကိုကုသရန်မဟုတ်ဘဲသူတို့၏အုံနောက်မှဇီဝပစ္စည်းများကိုထုတ်ယူပြီး genetics များကိုစွမ်းအားထပ်ဖေမဲ့ pure essence ထုတ်လုပ်ရန်ထည့်ကြောင်းသိလိုက်ရသည်ခလိုဝေကအစိုးပါရုပ်တံဖိုင်ကိုစခန်းရှိလူအားလုံးမြင်အောင်ဖွင့်ပြလိုက်သည်လီယုံကလူများကိုစူးစီးပြီးတိုက်ခိုက်ရန်လှုံ့ဆော်သည်လီယုံသည်သူဖခင် Frank ကိုဖမ်းဆီးပြီးအခန်းထဲတွင်ပိတ်လောင်ထားခဲ့သည် Hughes နှင့်ဂိုင်းသားများရောက်လာပြီးတိုက်ပွဲကြီးဖြစ်ပွားသည် Specials များသည်ရှိသည့်ပစ္စည်းများဖြင့်ပြန်လည်ခုခံကြသည်ခလိုဝေကဗီဒီယိုဖိုင်ကိုရဲတပ်ဖွဲ့ထံပို့နိုင်ရန်စ조사နေစဉ်လီယုံက Hughes နှင့်တယောက်ချင်းတိုက်ခိုက်သည် Hughes ကလီယုံကိုအနိုင်ရလူနီးပါးဖြစ်သည့် Genesis ဆက်နှင့်ရိုက်တက်ရန်စ조사စဉ်လီယုံကအပင်မပန်းဖွင့်ကိုဆွဲဖြုတ်လိုက်ရာအပင်မအဆွဲများထွာလာပြီး Hughes ကိုထိုးဆိုင်တက်ချက်လိုက်သည်ရဲများရောက်လာပြီး Frank E လူများကိုဖမ်းဆီးလိုက်သည်နောက်တစ်ပတ်တွင် Frank E ရုံမာသောအကြံအစီများတည်င်းတွင်ပါလာသည်မျက်နှာဖုံးစွပ်သူရဲကောင်လီယုံကလူများကိုကယ်တင်ခဲ့ကြောင်းကြေညာသည် Frank မာမူဖပီးလွတ်မြောက်သွားသည်အစိုးရသည်ခွဲခြားဆက်ဆံသောဥပဒေများကိုပယ်ဖျက်လိုက်သည့်လူတိုင်းလွတ်လပ်စွာတွာလာခွင့်ရကြသည်မီရာသည်လေပင်တန်ရာကြောင့်တချင်းမဆိုနိုင်တော့သောလေလီယွန်နှင့်အတူပျော်ရွှင်စွာနေထိုင်သွားသည်